ပရိသတ်ကနေပြီးတော့အမျိုးသမီးတယောက်ကစင်ပေါ်မှာတောက်ပနေတဲ့သူ့ရဲ့ချစ်သူဟောင်းကိုကြည့်နေခဲ့ပါတယ်။သူတို့ကြောင်းတုန်းကချိုးမြင်ခဲ့တဲ့အတိတ်တွေကိုချက်ချင်းတတိယမိပြီးမယ်။အခုတော့သူစိမ့်တယောက်လိုပဲသဘောထားနိုင်တော့တာပေါ့။စင်ပေါ်ကဆင်းလာတဲ့အမျိုးသားကအမျိုးသမီးကိုတွေ့တော့သူ့ရဲ့လက်သီးဆုပ်ထားတဲ့ပုံစံကဒီဆက်ဆံရေးကိုသူလုံးဝမဖြတ်နိုင်သေးဘူးဆိုတာပြသနေခဲ့ပါတယ်။ကိုအပြစ်ရှိတယ်လို့ခံစားနေရတဲ့အမျိုးသမီးကသူပစ္စည်းတွေကိုချပြီးအဲ့ဒီအမျိုးသားကိုမမြင်ချင်းအောင်ဆောင်ပြီးချက်ချင်းလက်ထွက်သွားပါတော့တယ်။တကယ်တော့ Novit လော်မီတို့ကအဲ့ဒီအမျိုးသားရဲ့ဘီလီယံနာအမေကသူတို့ကိုအတင်းအကျပ်လမ်းခွဲခိုင်းခဲ့တာပါ။ဖိအားပေးမှုတွေချင်းချောင်းမှုတွေအောက်မှာကိုဝန်ဆရှိနေပြီဖြစ်တဲ့အမျိုးသမီးကအဲ့ဒီအမျိုးသားရဲ့အမေပေးတဲ့အမေရိကန်ဒေါ်လာကတန်းကိုယူပြီးထွက်သွားဖို့ဆုံးဖြတ်ခဲ့တာပေါ့။ဒါပေမဲ့အမျိုးသားရဲ့အမေကတော့အမျိုးသမီးကသူ့သားကိုပိုက်ဆံကြောင်းပဲတွဲတာလို့ပြောခဲ့တာပေါ့။မျက်ရည်တွေဝဲနေတဲ့အမျိုးသားကသူ့အမေသူ့ကိုလိန်နေတာဖြစ်ရမယ်ဆိုပြီးဒေါသတကြီးနဲ့ပြောခဲ့ပါတယ်။အမေကလည်းသူပြောတာတွေအားလုံးကအမှန်ပဲလို့ပြန်ပြောခဲ့တာပေါ့။အမျိုးသားရဲ့စုပ်ထားတဲ့လက်သီးတွေကသူ့ရင်းထဲကဒေါသတွေကိုတက်တည်ပြနေခဲ့ပါတယ်။နောက်တစ်ရက်မှာအမျိုးသားကအမျိုးသမီးကိုသူ့တယောက်ကိုချစ်နေပြီလားလို့မေးခဲ့ပါတယ်။အမျိုးသမီးကလည်းချက်ချင်းပဲဝန်ခံခဲ့ပါတယ်။အမျိုးသားကထူမာကိုမာနာကြီးတဲ့မိန်းမလို့ချက်ချင်းထင်လိုက်ပေမဲ့အချစ်ကြောင့်နောက်တစ်ချိန်ထပ်ဖြေဖို့အခွင့်အရေးပေးခဲ့ပါတယ်။အမျိုးသမီးကထူမာပြောတာတွေအားလုံးကရင်ထဲကလာတဲ့စကားတွေပါလို့ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။လက်မလျှော့နိုင်သေးတဲ့အမျိုးသားကထူမာကိုတယောက်ကချင်းချောက်ခဲ့တာလားဆိုပြီးထပ်မေးခဲ့ပြန်ပါတယ်။အမျိုးသမီးကလောင်ပြင်းရုပ်ပွင့်ပြုံးပြလိုက်ပါတယ်။ပြီးတော့ထူမာကအဲ့ဒီအမျိုးသားရဲ့မိသားစုမကြခင်ဒေဝါလီခံတော်မယ်ဆိုတာကိုတေချာသိနေတယ်လို့ပြောခဲ့ပါတယ်။ဒီစကားတခွန်းကအမျိုးသားရဲ့အချစ်တွေအားလုံးကိုအောင်မြင်ဖြည့်ဆည်းပစ်လိုက်တာပါပဲ။သူချက်ချင်းပဲလှည့်ပြီးမဆိုင်မတော့ထပ်သွားပါတော့တယ်။9နှစ်အကြာမှတော့အမျိုးသားကကုမ္ပဏီကိုအောင်မြင်ကဲတင်နိုင်ခဲ့ပြီးဘီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်။သူကသူ့ရဲ့မိခင်ကျောင်းကိုပြန်လာပြီးအမေရိကန်ဒေါ်လာတန်း100တန်ဖို့ရှိတဲ့စာသင်ကျောင်းမှာပဲလက်ထမအလုပ်လုပ်နေခဲ့ရတာပေါ့။အခုချိန်မှာနိုင်ရနောက်ကနေပုံနေတဲ့မိန်းကလေးကအဲ့ဒီအမျိုးသားနဲ့ဘယ်တော့မှပြန်ဆုံရတော့မှမဟုတ်ဘူးလို့ထင်နေခဲ့တာပါ။ဒါပေမဲ့ကန်းကြမ္မာကထူမာကိုနောက်ပြောင်လိုက်ပြန်ပါပြီ။ကျောင်းအုပ်ကြီးတွေကအဲ့ဒီလူဒန်းမှုကိုညီနိုင်ဆောင်ရွက်ရမယ့်တာဝန်ကိုအဲ့ဒီမိန်းကလေးကိုပဲပေးလိုက်ပါတော့တယ်။အဲ့ဒီမိန်းကလေးအပေါ်မှာအမျိုးသားဖြစ်သူရဲ့မုန်းတိမှုတွေနဲ့အချစ်တွေကတခဏချင်းမှာပောက်ကွဲထွက်လာပါတော့တယ်။မိန်းကလေးကအမှန်တရားတွေအားကိုဖွင့်ပြောပါတော့မလား။အမျိုးသမီးရဲ့သူ့အပေါ်ထားတဲ့အချစ်တွေကဘယ်တော့မှမပြောင်းလဲသွားဘူးဆိုတာကိုတော့အဲ့ဒီအမျိုးသားကသိပါမလား။ပြီးတော့သူ့အတွက်ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကိုတောင်တိတ်လေးမွေးဖွားပေးခဲ့တယ်ဆိုတာကိုတော့